အညာအလူတွေမှာခေါင်းမူုံကျွေးတဲ့ style ပေါ့ခေါင်းမူုံလေးမနေ့စောကြီးကျွေးရတယ်မြင်ရတယ်ဒီလားငါ6ကိုဒါဒီလိုပြုတ်ထားတယ်ပေါ့နော်ကြက်တုံကိုဒီလိုလိထားလိုက်တယ်အိုးပူလာရေးဆိုရင်စီးထက်မယ်စီးလေးနည်းနည်းပူလာရေးဆိုရင်ကြက်တုံလိထားတဲ့ကြက်တုံတွေကိုထည့်မယ်ကြက်တုံနွမ်းလာတယ်မွေပြီးမယ်နွမ်းသွားပြီဆိုရင်နည်းနည်းရောင်းနေအဝါလေးထည့်မယ်ပေါ့နော်ဆနွမ်းမုံလေးစွတ်မယ်ဆနွမ်းမုံလေးစွတ်ပြီးရင်ဒါစွတ်ရင်ကောင်းတယ်ရောင်းနေမုံစွတ်မယ်ရောင်းနေမုံစွတ်ပြီညံနေကြားတယ်ရောင်းနေမုံစွတ်လိုက်ပြီဒူပလေးရောင်းနေမုံနည်းနည်းဆက်ပြီးညီးငယ်ဆက်ပြီးတော့ငွေမယ်ဩဟုတ်ပါဒါအညာအလူတွေမှာခေါင်းမူုံကျွေးတဲ့ style ပေါ့ခေါင်းမူုံလေးမနေ့စောကြီးကျွေးရတယ်မြင်ရတယ်ဒီလားဒါပြီးရင်ကြာညှို့ထည့်မယ်ကြာညှို့ထည့်ရတယ်ဟာပဲငါပြားကြီးထည့်ပြီပဲငါပြားကြီးထည့်ပြီအနောက်ကြာညှို့ခေါင်းမူုံကျွေးတာအဲ့လိုကျွေးရဟာငါကောင်းနားမလဲပါနဲ့ဒီဟင်းညမုံထည့်မယ်စွတ်မယ်ဟင်းညမုံစွတ်မယ်ဟင်းညမုံစွတ်ပြီးရင်စားစွတ်မယ်ခင်းစီမလို့ခေါင်းမုံကျွေးတာခင်းစီတွေထည့်လို့မရဘူးစားစွတ်တယ်စွတ်ပြီးရင်ငါရည်နင်းငယ်ပေါက်မယ်ငါရည်ပေါက်မယ်ပေါက်ရင်ဒီငယ်ပြန်ငွေမယ်အနက်တကယ်အလူနန်းရဒေးချက်အချောင်းနွမ်းတော့အောင်ဒါပိုးလို့မရှိဘူးအချောင်းနွမ်းတော့ပွေးပေးရအောင်ပွေးနဲ့ဒီလိုချင်းနေရောက်ပြီဆိုရင်ညိုပြီးထွက်မယ်ညိုပြီးမို့ဟောဝါပါဟောညိုပြီးမို့ထည့်မယ်ကြမ်းမို့ခွဲကြမ်းဒီခွဲကြမ်းမွေးမွေးရအဲ့တော့ဒီအချိန်လေးရောက်လာပြီပေါ့နော်ညိုပြီးခွဲကြမ်းလာခေါင်းမူးကြုံကျွေးမှာဆိုတော့ဆက်လေးနည်းနည်းထပ်ပေါက်ခုနကမျိုးကြီးချက်ထည့်တာအင်းကမြရည်နည်းထပ်ပေါက်ညို့တော့ခေါင်းမူးကြုံဆိုတော့ညို့နေပြီးရင်ငါ6နှွားထားတာထည့်ပြီးပြုတ်ပြီးနှွားထားတာထည့်ပြီးဝင်မယ်ခေါင်းမူးကြုံဆိုတော့ငါ6ကတော့နည်း